မင်းကလေးငယ်ဟာတက်တီမွေးပြီးစိန်ခံကားတစ်စီးကိုတားလိုက်တယ်ကားပြတင်းပေါက်နားကိုချက်ချင်းပြေးသွားပြီးသူဟာဘီလီယံနာရဲ့အရင်ချာသမီးရင်းဖြစ်ကြောင်းပြောပြခဲ့တယ်ဒါပေမဲ့ဘီလီယံနာကအေးဆက်ဆက်နဲ့ပဲမောင်းထွက်ဖို့ကားဆရာကိုခိုင်းလိုက်တယ်သူတကယ်ကြီးထွက်သွားတော့မယ်ဆိုတာမြင်လိုက်ရတဲ့အတွက်မင်းကလေးကမြေကြီးပေါ်ကခဲတလုံးကိုအမြန်ကောက်ယူပြီးကားရဲ့နောက်လေကာမှန်ကိုလှမ်းထုလိုက်တယ်မှန်ကချက်ချင်းကွဲအပ်သွားပြီးနောက်ဆုံးမှာတော့ဘီလီယံနာရဲ့အာယုံစိုက်မှုကိုရရှိသွားခဲ့တယ်ဒါပေမဲ့သူကားပေါ်ကမစင်းခင်မှာပဲမင်းကလေးကမောပန်းနှွမ်းနေပြီးသတိလစ်လဲကျသွားခဲ့တယ်သူမနိုးလာတဲ့အခါမှာတော့ဘီလီယံနာရဲ့အိမ်ထဲကိုရောက်နေမှန်းသိလိုက်ရတဲ့ DNA စစ်ဆေးချက်ရလဒ်တွေလည်းထွက်လာပြီးသူမဟာတခိုးစားထားတဲ့သမီးရင်းတကယ်ဖြစ်နေခဲ့တယ်မင်းကလေးကသူမဟာမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ရပြီးနောက်ပိုင်းမှာမွေးစားခံခဲ့ရပြီးမဲ့မွေးစားမိဘတွေကသူမအပေါ်ကောင်းကောင်းမဆက်ဆံခဲ့ဘူးလို့ပြောပြခဲ့တယ်ပြီးတော့သူမဟာဒူးထောက်ပြီးသူမကိုမောင်းမထုတ်ဖို့ဘီလီယံနာကိုငိုယိုတောင်းပန်ခဲ့တယ်ဘီလီယံနာကသူမရဲ့လက်ကိုဖဲထုတ်ပြီးမတ်တက်ရက်ကထွက်သွားခဲ့တယ်မင်းကလေးကသူမအမောင်းထုတ်ခံရတော့မယ်လို့ထင်နေတဲ့အချိန်မှာပဲအစီကံတစုကသူမရဲ့အခန်းထဲကိုရောက်လာပြီးအဝတ်စားသစ်တွေလဲလှယ်ပေးခဲ့ကြတယ်ဘီလီယံနာကသူမကိုနေထိုင်ခွင့်တိတ်တဆိတ်ခွင့်ပြုပေးလိုက်မှမင်းကလေးရင်းမိသွားခဲ့တယ်ညစာစားပွဲမှာသူမကဖန်ခွက်ကိုမြောက်ပြီးတနေ့ပတ်စံရှာနိုင်ရင်သူ့ကျေးဇူးကိုတေချာပေါက်ပြန်ဆက်ပါမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမရဲ့လက်ဖွားကနေဆူဆူရှာရှာနာကျင်မှုကိုခံစားလိုက်ရတာကြောင့်ဖန်ခွက်ကိုအမြန်ပြန်ချလိုက်ရတယ်ဘီလီယံနာကတခုခုမားယွင်းနေတာကိုသတိပြုမိသွားပြီးသူမရဲ့ညာဘက်လက်ကဘာဖြစ်တာလဲလို့မေးခဲ့တယ်မင်းကလေးကတွတ်ဆုံနေပြီးဖြေဖို့တိတ်ကြောက်နေခဲ့တယ်တကယ်တော့သူမရဲ့လက်ဟာမွေးစားမိဘတွေရဲ့သမီးဖြစ်သူကြောင့်ဒဏ်ရာရခဲ့တာပါမွေးစားမိဘတွေရဲ့သမီးကတပ်ပုံမှန်ပေါင်ကိုတမင်တက်တက်ရိုက်ခွဲပြီးသူမကိုဖန်ခွဲစားတွေပေါ်တွန်းချခဲ့တာဖြစ်ပါတယ်ဒါကိုမွေးစားမိဘတွေတီးသွားတဲ့အခါမှာလဲသူမကိုဂယုစိုက်ဖို့နေနေတာမှန်ပေါင်ခွဲပြီးသူတို့သမီးကိုဒဏ်ရာရအောင်လုပ်တယ်ဆိုပြီးသူမကိုပဲအပြစ်တင်ခဲ့ကြတယ်နောက်ပိုင်းမှာသူမဟာဘီလီယံနာရဲ့သမီးရင်းဖြစ်တယ်ဆိုတာကိုမွေးစားမိပြောနေတာကိုအမှတ်မထင်ကြားလိုက်ရတယ်ဒါပေမဲ့မွေးစားမိကသူမကိုပြောပြဖို့ရည်ရွယ်ချက်မရှိဘဲအိမ်မှာပဲအစီခံတယောက်လိုဆက်ထားချင်ခဲ့တာပါမင်းကလေးကမွေးစားမိဘတွေပေါ်လုံးဝစိတ်ပြတ်သွားခဲ့ပြီးအဲ့ဒီလိုစိတ်ဆင်းရဲစရာကောင်းတဲ့အိမ်မှာဆက်မနေချင်တော့ဘူးဘီလီယံနာကိုရှာတွေ့ဖို့အတွက်သူအမြဲတမ်းအိမ်ပြန်တက်တဲ့လမ်းကြောင်းကိုသူမစုံစမ်းခဲ့တယ်ပြီးတော့အန္တရာယ်ရှိတာကိုတည့်ရက်နဲ့လမ်းမပေါ်ပြေးတက်ပြီးသူ့ကားကိုတားခဲ့တာဖြစ်ပါတယ်သူမလက်ဘာလို့ဒဏ်ရာရလဲဆိုတာကိုမင်းကလေးကထုတ်မပြောချင်တာမြင်တော့ဘီလီယံနာကထပ်မမေးတော့ပါဘူးသူကစံပြုတ်ပကံကိုယူပြီးသူမစီလျှောက်လာကကိုယ်တိုင်ခွင့်ကျွေးခဲ့တယ်မင်းကလေးကသူမရဲ့တွေးတာရင်းချဖခင်ဟာထင်တယ်လို့မကြောက်ဖို့ကောင်းဘူးလို့ရုတ်တရက်ခံစားလိုက်ရတယ်အဲ့ဒီနေ့မှာမင်းကလေးကပကြီးဆွဲနေတော့မထင်မှတ်ပဲသူမရဲ့မွေးစားအကူနှစ်ယောက်ကဖခင်ဖြစ်သူရဲ့အိမ်ကိုရောက်လာခဲ့ကြတယ်မွေးစားအကူတွေကသူမကိုမြင်တော့အိမ်ပြန်ခေါ်ဖို့တမင်စောင့်နေတာလို့ထင်နေကြတယ်မင်းကလေးကသူတို့ကိုမတိကျိုးကြုံပြပြီးဖခင်ဖြစ်သူရဲ့ခွေးကိုဆွဲကထွက်သွားဖို့ပြင်လိုက်တယ်ဒါပေမဲ့ခွေးကမွေးစားအကူနှစ်ယောက်ရဲ့မလုံမုန်းထားမှုကိုသိရှိသွားပြီးသူတို့ကိုကိုက်ဖို့လုပ်ခဲ့တယ်မင်းကလေးကခွေးကျိုးကိုအမြန်ဆွဲထားပေမဲ့မွေးစားအကူတွေကနားမလဲပဲသူမကခွေးနဲ့တမင်တက်တက်တိုက်ခိုက်ခိုင်းတာလို့ဆွဆွဲပြောဆိုခဲ့ကြတယ်သူတို့ရဲ့စကားတွေကပိုပြီးရိုင်းဆိုင်လာတာကိုမြင်ရတဲ့အခါမင်းကလေးကဆက်ပြီးအောက်မခံတော့ပဲခွေးကိုသူတို့ကိုကိုက်ဖို့အမိန့်ပေးလိုက်တယ်မကြခင်မှာပဲသူတို့နှစ်ယောက်လုံးခွေးကြောက်ပြီးထွက်ပြေးသွားကြတော့တယ်အဲ့ဒီညနေမှာဘီလီယံနာကသူမရဲ့လက်ကိုကူတာဖို့ဆေးရုံကိုခေါ်သွားခဲ့တယ်ဘီလီယံနာကဆရာဝန်နဲ့ကူတာမှုအစီအစဉ်ကိုဆွေးနွေးနေတော့မှမင်းကလေးကသူမရဲ့မွေးစားအဖေနဲ့အကိုနှစ်ယောက်လည်းဆေးရုံမှာရှိနေတာကိုသတိပြုမိသွားတယ်မွေးစားအဖေကမင်းကလေးကိုပြင်းပြင်းထန်ထန်ဆဲဆိုချိန်မောင်းပြီးကျေးဇူးကန့်တတ်တဲ့အပြင်အကိုနှစ်ယောက်ကိုပါဒဏ်ရာရအောင်လုပ်တယ်လို့ဆွဆွဲခဲ့တယ်သူတို့အားလုံးကမင်းကလေးကိုလူဆိုးမကြီးဆိုပြီးနှိမ်ချပြောဆိုခဲ့ကြတယ်မင်းကလေးကမခံစားနိုင်ပဲငိုချလိုက်မိတဲ့အခါဘီလီယံနာကသူမကိုလက်ကင်ပေါ်ကမ်းပေးခဲ့တယ်မွေးစားဖေကဘီလီယံနာရဲ့အဆင့်တန်းကိုမှတ်မိသွားပြီးပြဿနာတက်မှာကြောက်တာကြောင့်မင်းကလေးကိုအိမ်ပြန်ခေါ်ဖို့ကြိုးစားခဲ့တယ်ဘီလီယံနာကသူ့ကိုချက်ချင်းနှားစီးလိုက်ပြီးဒီမင်းကလေးဟာသူ့ရဲ့သမီးရင်းဖြစ်ကြောင်းလူပုံအလဲမှာတရားဝင်ကြေညာလိုက်တဲ့အခါမွေးစားဖေဖြစ်သူဟာစုံမြင်တက်သွားခဲ့ရပါတော့တယ်